ဆိုးပြီဆိုတဲ့ကောင်းလေးတစ်ယောက်ရှိတယ်ညခုံးထူထူနှကန်းထူထူနဲ့ရုပ်ကတော့တော်တော်ဆိုးတယ်ဗျာအဲ့ဒီကောင်ကလက်ဝတ်တွေပါတဲ့နည်းနည်းပပတက်တယ်ပြီးတော့သူ့ကတူဗလားတောင်းနေဆိုပြီးတော့ကျောင်းသားတွေကိုအနိုင်ကျင့်နေဗျာကျောင်းသားတွေကိုထိုးတယ်ရိုက်တယ်ပတ်စံတောင်းတယ်ဒီကောင်တော်တော်ဆိုးတယ်ကောင်ဗျာဒီကောင်ဟိုင်းလောက်အနိုင်ကျင့်နေပြီမဲ့ဆရာမတွေကလည်းသူ့ကိုမဆုံးမရဘူးဗျာတနေ့တော့စိုးပင်နဲ့ကျွန်တော်နဲ့ထိတ်ထိတ်တွေ့ရတော့ဗျာကြောင်လေးမင်းတို့ကြည်နေမင်းတို့ကနေလေကျရင်ပတ်စံပေးရမယ်ပြောရမလားမင်းအခုတည်းဘာလို့မပေးရလဲမင်းကငါ့ကိုမကြောက်လို့ဂိမ်းမဆိုင်လို့ဟာလားအေးကျောင်းစင်းတော့မင်းငါကျောင်းကောင်းအောင်သိနေရဟာဒုက္ခပဲကျောင်းတော့ဆင်းပြီစိုးပင်ကိုပတ်စံလည်းမရှိဘူးစိုးပင်မလာခင်ဒီကျောင်းနေမြန်ထော်ရမှရမယ်ငါတကယ်နေပေးစီရတယ်ဘယ်ရောက်နေမသိတော့ကွာဒီပေးစီချင်တော့စိုးပင်ငါ့ကိုတိတ်နေမချင်ရဘူးကွာဒီစီကငါ့ကိုအမြဲကောက်ဝဲပြီးဟာစိုးပင်ကြီးဒီကောင်ကြီးမင်းဘယ်ကိုထွက်ပြေးမလဲမင်းရင်တော့တေးပြန်နေတော့မင်းငါ့ကိုပတ်စံပေးရမယ်လေငါတော့ဝက်လိုက်ရပြောအေးပြေးမှရမယ်အရှိမှတော့ပုတ်ရှိရဒီကနေတက်ပြေးမယ်ရောက်ဆိုးဝဲမင်းငါတကယ်နေပေးစီအတွင်းတော့မင်းနာမတော့ရောက်မိလိုက်လိုက်ခဲ့ကြီးဟာစိုးပင်ကိုကြောက်တော့ထွက်ပြေးလာဘယ်ရောက်နေမှလည်းမသိဘူးခုကအိမ်မြန်နဲ့နန်းနေမှုတော့ကွာဟာဒီကောင်ပုံမလားအမလေးစိုးပင်အကြောင်းထဲမှာစိုးရင်းရတဲ့ရေးရဆိုပါလားဟာဆရာဆရာမရိုင်း next မပုံနေမသိဟာဒီကောင်ပုံနေရွယ်ဆရာဆရာမရဒီကောင်ကတကုံမျက်နှာလိုက်ကြတာဒီကောင်ကလူကြီးလားမသိကွာဒါကြောင့်မို့ဒီကောင်အကြောင်းတော့တောင်းကျင်းနေနိုင်တောင်းကျင်းနေရဗောကလေးလေးစီကနေနိုင်ချင်းပဲပတ်စံနေတောင်းမယ်ဒီကောင်အဲ့လိုလုပ်နေတာဒီအကြောင်းတော့စူးရပါလေကြတယ်ဘလူးကောင်လည်းမသိဘူးကွာဟာရှေ့မှာလက်ကြီးကဒီเจ้าညတော့ပုံမှန်တော့မဟုတ်နော်ရှေ့မှာလည်းတင်းမှုရေဝဲနေဟာဒါเจ้าသားကိုတက်တက်မှဒီကောင်လေးထောင်းရုပ်တွေလူထားတာပဲဒီဗီဒီယိုကိုရနေခုံဝမယ်ရှေ့မှာလည်းတင်းမှုတွေရှိသေးတယ်ဒါနဲ့မထိအောင်လည်းရှောင်းအောင်မယ်ဒီမှာလည်းခဲတယ်နေဒီเจ้าကစိုးပေလက်ကနေမလွတ်အောင်လို့ဒီကောင်လေးထောင်းရုပ်တွေလူထားနေတွေ့အကောင်တော့မှစူးရည်ပဲနော်စူးရည်လည်းပြည့်ပဲဒီเจ้าနဲ့မြန်မြန်ထွက်နိုင်မှရမယ်ထောင်းရုပ်တွေများတယ်ဟာဒီမှာလည်းဒါရောင်းတော့ခဲနေရတူတယ်ကဲဒီပေါ်ညတက်သွားကြည့်လိုက်အောင်တော့ပေါက်ငိမတွေးမှဖြစ်မယ်စိုးပေလက်ထဲပြန်မိဝင်ပတ်စံလည်းပြအောင်မယ်အထိုးလက်ခံအောင်ဝင်ပြီးတော့ဆရာဆရာမရတဲ့ဒီကောင်ဘာမှပြောအောင်မဟုတ်ဘူးခန်းတဲ့ကောင်ပဲပြောမှာဒီကောင်ကလွဲတာမဟုတ်ဘူးကဲရှေ့မှာတော့စောက်တယ်ဒီစောက်တွေပေါ်လည်းတေးကြခိုးမရမယ်ဟောက်မှလည်းစူးရည်တင်းနေဆိုတော့ကျောင်းသားကိုတက်တက်မှဒီကောင်လေးကစိုးပေလက်ကနေထွက်ပြေးလို့မရအောင်လုပ်ထားတာပဲဟာဒီမလက်ကြီးရဒီကျောင်းထဲမှာဘာကြီးလည်းမသိဘူးလူဝက်ချက်တွေများနေတယ်ကဲရှေ့မှာတော့ပေါ်တစ်ခုတွေ့ဟာပုံမှန်လေးလက်တွေနဲ့ဒီကောင်လုံနေပုံမှန်နဲ့မဟုတ်တော့ဘယ်ကနေရှောက်ပြေးနေရမှလည်းမသိဘူးကဲဒီမှာခုံနေတွေ့ဒီခုံနေတဲ့ကဒီဒတိုင်းပေါ်တက်ကမယ်โอเคနောက်တစ်ခုโอเคသုံးပုံတော့ဆက်ကမနေတွေ့ကဲသုံးပုံတော့ရပဲโอเคဒီကနေတက်သွားလိုက်မယ်ကဲနောက်တဲ့ဒီနေရာမှာလေးဆက်ကောင်မယ်စိုးပေတော့ဒီလောက်ထိလိုက်မလာသေးဘူးဒီကောင်လွယ်တော့မလွယ်ဘူးဒီကောင်အနိုင်ချင်းမတော့ဝတ်တည်ရဒီကောင်သူ့ကိုပတ်စံပေးရတယ်ငါအနေငါတော့မမန်လို့ဒီမှာပိုင်ပြနေကြတယ်ဟာစိုးပေရှေ့ကနေ juice ဖောက်နေရဟာဟေးဒီမှာကလုတ်တခုတွေ့တာနှိပ်ပြီးတော့ငါကြေးမပြင်မှာဒီမှာလည်းပတ်စံတကူရရှိသေးရဒီပတ်စံနဲ့ယူလိုက်ဦးမယ်ဒီကောင်ပတ်စံနဲ့ရမစီဘူးဟေးပြေးမှရမယ်ဒီကောင်ဟောမိဝရင်ကစိုးတော့မာဒီကောင်ဟေးတော်သေးတယ်ဒီကောင်လိုက်တော့မလိုက်လာတော့ဘူးကဲဒီခုံလေးဝိုင်းတက်ခုံသွားလိုက်မယ်ဟာအောက်မှာလဲချော်ရည်နဲ့ဟာဘာဖြစ်ဝါရေးကြီးဒီကောင်လက်ကလုတ်ဖို့ပဲဒီကောင်လက်ကတော့လုံးဝဖြစ်မယ်ဒီကောင်ပတ်စံနဲ့တောင်းကြီးចောင်းသားချင်းရဲ့နိုင်ကျင်တာရောဒီကောင်ဒါလုံးဝဖြစ်တယ်ငါတကယ်ချင်းပေးစီရတယ်ဘယ်ရောက်လဲမသိပါဘူးကွာပေးစီရင်တော့နည်းတော်သေးတယ်ပေးစီရတယ်ဗလာတောင်းတော့ဒီကောင်တိတ်တော့နိုင်မချင်းရဲဘူးဟုတ်ကဲ့ဒီထစ်တွေပေါ်နေတက်သွားမယ်နဲ့တွေ့ဟာဒီကောင်ကမြောင်မြောင်တယ်ဟာဟေးလိမ့်တော်ပြီတော်သေးရပေါ့တော်သေးရနာကျင်သွားတာပဲလူကဲဒီကောင်တေးချခုံမရမယ်ဒီကောင်ကမြောင်မြောင်တက်တော့ညနေထင်းရတယ်ရောဟုတ်ကဲ့ဟောဒီမှာဓာကြီးကဝင်လိုက်ထွက်လိုက်နဲ့ကဲထွက်နေတော့ခုံသွားလိုက်မယ်စိုးပေကိုကြောက်ပါတော့တမျိုးစိုးပေလက်ကနေလှုပ်ဖို့အတွက်လေဒီထောင်ချောက်တွေထက်ကနဲ့တမျိုးနဲ့တော့ပြီးဒီကြောင်တော့ဘယ်တော့မှမတက်တော့ဘူးတော်ပြီဒီကြောင်ကနေတော့ကွာလောလောဆယ်ဒီလိုအကြီးထင်တော့တခါရှော့မှာကဲမရှော့ဖို့အတွက်တေးချသိန်းဆက်ပြီးတွားမှရမယ်ဆရာမရစိုးပေနိုင်ချင်းလိုကောင်ဒီလိုထောင်ချောက်တွေလူထားလည်းမသိပါဘူးဒီကောင်ကဒါကြောင့်မလို့စိုးကျင်နိုင်စိုးရဒီကောင်ဖေကလည်းလူကြီးနေဆိုရလူကြီးသားသမီးဆိုစိုးကျင်နိုင်စိုးအနိုင်ချင်းညနိုင်ချင်းကျောင်းသားရုပ်ဘူးထိုင်နိုင်ကြတာမှပဲဆရာမရဘာမှမပြောရပြင်ဒီကောင်စိုးရအောင်ပေးသေးတယ်တော်မဟုတ်တဲ့ကြောင်းမျိုးကတော်ရင်လုံးဝမတက်တော့ဘူးဒီကြောင်းကဲလောတယ်တော့လူဖို့တော့အရေးကြီးနေတယ်အောက်မှာလည်းမြင်းကြီးပဲဟာပြေးကြတော့မလို့ဘူးကဲရှေ့ဆက်သွားလိုက်ဝင်ရှေ့မှာလမ်းတွေ့နေပြီဒါအမြင့်ထွက်တဲ့လမ်းလားမသိဘူးကိုရတာကြီးဟာမဟုတ်ဘူးဟာဒီကောင်ပုံကြီးပြောနေကြီးထွက်တော့တဲ့ပုံကွာထားရခြင်းရုံဦးအောင်ကောင်းလိုက်တာဒီเจ้าကလေဒီကောင်ကြောင်းလာတာမသိဘူးနေရာရင်ဒီကောင်ပုံမကြီးပဲဟာနေဗီဒီယိုတွေပဲဟာဒီဗီဒီယိုကခွန်အောင်ပါပဲကဲဒီဘက်တော့ရောက်လာပြီဟာအကောင်းလုံးပြကြွားတယ်ဟ
ဟာဒီဗီဒီယိုရဲ့ထောင်ချောက်တွေပဲဒါလေကားတဲ့တော့မဟုတ်ဘူးဒီဗီဒီယိုရဲ့ထောင်ချောက်တွေလူထားပဲဟေးအောက်မှာမီးရင်နေဆိုသူတို့ဂိမ်းဆိုင်ကမှရမယ်โอเคနောက်တစ်နေရာတော့ရောက်လာပြီကဲဒီပြည်တယ်မောကနေပြီဟာအောက်မှာအများကြီးပဲဟာအပြားရည်လေးနေဟောအောက်မှာချွေးလေးရှိရပဲဒါတဲ့တော့ဒီအပြားကြီးပေါ်နေပြီးမပြုတ်ကြအောင်ခုံးမရမယ်ကမြို့တော်နဲ့ချော်ရောပလုံဝဲနေမှာပဲကဲโอเคနောက်တစ်ခုဟာရဲ့တော်လေးပြုတ်ကြတော့မလို့ဟေးဒီဘက်ကနေပြီးကပ်ပြီးခုံးလိုက်နောက်ကေရောက်ပြီကဲဒီပြည်တယ်မောနေဆက်တော့လိုက်အောင်မယ်ဒါချော်ရီတော့ထဲမှာဖြတ်နေရတာပဲစာတင်ငယ်တော့ပြည်တယ်နေရောခဲနေရောကုန်းချီရနော်ကဲရှစ်မှာရောက်ပြီလားမသိဘူးဟာမဟုတ်သေးဘူးကနောက်တဲ့ချော်ရီတို့တပူဖြတ်အောင်မယ်ကဲဒီခုံတွေကနေဆက်တော့အောင်ပါပဲအမလေးပြုတ်ကြတော့မလဲဘူးနော်ပူချစ်နေမှာပဲဟာအောင်ပါဦးတော်သေးအေးရောက်တော့မယ်โอเคရောက်ပြီကဲဒီပေနမဆက်တော့မယ်ရှင်းမှာဘာကြီးလဲဒါဘာကြီးလဲဟုတ်ခဲအနေနဲ့ဒီကောင်ကထောင်ချောက်တွေလူတာခဲအနေကိုစူးအောင်လို့ဘောနေဖိချရတယ်ကျန်ကဲလူပဲလို့ငါတတိထားယူတော့ဘာမှဖြစ်ပါဘူးအေးစေးပဲโอเคရောက်တော့မယ်โอเคကဲဘယ်ဆက်တော့ရမလဲဟာရှင်းမှာတော့နောက်တစ်တယောက်ငါ့လိုပဲစူးပေနိုင်ခြင်းလို့ထွက်ပြေးနေရတူတယ်ဟောဒီဟိုဘက်ကလာရအောင်စောင်းအောင်မနေတွေ့ပြောင်းမင်းကိုစိုးပေလောက်ကနေထွက်ပြေးလာတကယ်ချင်းအေးဟုတ်တယ်ကွာငါ့ကိုစိုးပြေကိုယ်လိုက်နေလို့ထွက်ပြေးနေရကွာဟာဒုက္ခပဲဒီကောင်ကပတ်စံတော့လည်းမဟုတ်ဘူးဒီကောင်ဘွေးကလိုက်နေသေးဆိုမဟုတ်သေးဘူးနော်ဒီကောင်စိုးဝေရတော့နိုင်တင်းလို့ရရင်ရောက်လို့လက်ချင်နေရပဲဒီကောင်ကတော့ကဲဟာဒီလုံးလို့ရှောင်းမရမယ်အေးဟေးလွှဲနေရရှင်းရင်ပါနော်ဟေးတော်သေးရအေးရောက်ဟုတ်ကဲ့လွတ်တော့ကဲရှင်းပါလေလေသာတွေကမီးရောက်နေတာဘာချောင်းနေတော့မသိဘူးဟိုကအုံးညစ်ခမ်းတဲ့ကောင်တော့ခုလောက်ဖြစ်နေရဟန်โอเคလွတ်တခုတော့โอเคဒီမှာလည်းခုံအောင်မယ်ရှင်းပါရင်တော့တခုโอเคရဲပါရဲ့ဒါလေးစေးပဲဟောဒီမှာခလုတ်ကြီးอ่ะဒီကလို့တော့ဖွင့်ရမှာအေးလေးစားပြန်လာပြီတော်သေးโอเคဒီမှာတကားမပွင့်ပါဘူးကဲဒီကနေတော့ရမှာပဲဒီကောင်လေးအောက်ကိုပြုတ်ကျတဲ့ဆိုမြင်မြခုံးဝရမယ်โอเคကဲဒီမှာပတ်စံတခုရှေ့ဟာကြီးဘာကြီးလဲမသိဘူးဟောတကြားလုံးနေတာ lollipop တွေသာ哦，空那ဖြစ်တယ်နော်အေး something လေးရောပဲโอเคရောက်ပြီရှေ့မှာမြောက်ရပြကားရ exit တဲ့ကဲဒါဆိုတော့ထောက်ပေါက်ရောက်ပြီလားမသိဘူးโอเคဒီကနေခုံကြကြည့်လိုက်အောင်မယ်ဟာစိုးပေဒီမှာစောင့်နေအောင်အေးစိုးပေလိုက်လာပြီအေးခလုတ်တွေရှိရခလုတ်တွေဘယ်နှခုလဲနောက်တစ်ခုကြံသေးလားဟေးဒီမှာနောက်တစ်ခုဟာစိုးပေဒီဘက်ကလိုက်လာသေးဒီကောင်ဒီမှာကြိုးဆောင်နေရဘူး။ရောင်ဆိုးရမင်းလိုက်ကြီးကွာမင်းနားတော့ပြေးမှာပဲကွာ။ဟုတ်ကဲ့ဒီကောင်ဆက်တော့မလိုက်ရတော့ဘူး။ဟေးဒီမှာပတ်စံတရားရခဲ့ပြီ။ကဲဒီအင်နာဂျင်နဲ့ခုံချမှာလားမကြည့်။တော်သေးရအင်နာဂျင်မဟုတ်လို့မြို့စံတော့ချီတော့နဲစော်ကုန်တော့မှာ။ရှေ့မှာတော့လေစာတန်းလေးရှိရ။ဒါဆိုရင်တော့ဒီကအငင်းပြေးရတော့မှာ။โอเค။အောက်မှာတော့ချော်ရည်နဲ့အေးပြေးရမယ်โอเค။ဟေးဒါရအေးစေးပါ။ကောနည်းနည်းရောထိမ့်မျိုးခုံးမရမယ်โอเคโอเคစပြေးတာအေးစိုးပေပြီးလိုက်တော့တော့မငြင်းကွာပြေးရကွာစပက်ရှင်းမြင်လာအေးကဲဒီလမ်းတော့နည်းနည်းချင်းနေနည်းနည်းဂင်းဆိုင်ပါရမယ်โอเค yes ဟေးဒီနောက်ဟိုဘက်တွေပဲလေခုံရမှာโอเคကဲနည်းနည်းပဲကြံတော့နေတူတယ်ဟေးရှေ့မှာတွေ့နေရပြီအေးဒါလေးပြီနော်โอเคရောက်ပြီပြေးရလဲဝေးရကွာတော်ပြေးရကဲဒီမှာတော့ဘတ်စကတ်ဘောရတူလူတွားနေရစက်တင်တွေကတက်ထမ်းဘတ်စကတ်ဘောကဲဒီမှာပတ်စံတည်းကအိမ်မှာကအေးအပြင်ရောက်ပြီနေတူတယ်ငါဒီကနေထွက်ကြည့်လိုက်ဝင်ဟာစိုးပြီထွက်တဲ့ပေါက်မှာလာဆောင်နေခြင်းရောင်လေးမပြေးလို့လွတ်မထင်လားမင်းငါ့ကိုပတ်စံပေးရအောင်မထိုးခံနေလားပတ်စံပေးရမင်းဒါပဲပြောရအောင်ငါမနေတုံးဘေကောင်လိုက်တင်နေရကောဟဲ့ရောင်စိုးပြေရိုင်းနားမလဲဦးမတက်တိရှင်မင်းငါနဲ့တယောက်နဲ့ချမလားရောပေးစီမင်းမအေးစေးနေတော့မင်းငါအိမ်ရဲ့ရှင်းရမင်းအေးစေးရင်အိမ်ကပတ်စံပေးရမှာကွာဆန်လို့မရဘူးဒါပဲမောရော့ကွာမင်းနိုင်ကျင်းလို့ရမယ်ထင်လားဟာပေးစီမင်းတွေ့မင်းကိုငါဖြစ်နေတဲ့အတိုင်းပဲမင်းကိုရဲနေတဲ့အတိုင်းပဲမင်းကိုဆီယာမနေတဲ့အတိုင်းပဲကွာပြီးတော့မင်းကိုငါဘာနေတဲ့အတိုင်းပဲကွာပြီးမင်းကိုပြန်ထိုးဖို့တော့ငါလက်ဝဲတွေလေးစင်တော့ကွာပြီးပြန်ထိုးတော့ကွာမင်းဟိုတကုံကဲ့မယ်ကွာရှင်းလာကွာရောဟာပေးစီဟေးဟာပေးစီအောင်ခံသွားပြီဒုက္ခပဲကဲစိုးပေမင်းတော့ငါလက်နဲ့ရှင်းလို့နိုင်မှာမို့မင်းအဲ့တော့ညှောက်နေပဲထုမယ်ကွာကဲလာသန်းကွာမြောက်ပြီးနိုင်ကျင်းလို့ရမယ်ထင်တော့ကွာဟေးအောင်စိုးပေရဟမ်ဟေးအောင်ဒီမှာငါကမြောက်ရှိရောတွေ့လားရော့တွေ့လားရော့ရအောင်ဒီတိတ်ပြပြလို့မင်းတော့အေးရော့ကွာမင်းတို့ကမျိုးလက်နဲ့မရှင်းညှောက်နေပဲရှင်းရော့အေးမင်းဘတ်စကတ်ဘောနဲ့ငါ့ကိုပြစ်တယ်ဟာလားရော့အေးဟေးမင်းတိယုံအေးမင်းတို့နာရီမင်းတို့ဒီကပေပဲမင်းတို့မကြောင်းတော့ကလေးကိုနိုင်ချင်းလို့ရမယ်ထင်လားမင်းတို့ကဲစုပ်ပြီးတော့တော်သူ့ရရောက်နေပြီကရှော့တော့မှာဒီကောင်
ဒီကောင်ဒီကတော့လုံးဝခွင့်လို့မရတော့ဒီကောင်နိုင်ကျင်တော့ရေကောင်တေးရွက်ပြင်းတော့အေးရှော့ရပြီဒီကောင်ငိုးနေပြီခုမှဟာဒီကောင်ကမစ်ဆိုးပြီတော့ကွာမင်းသူ့ပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးနဲ့ share ပြသဖို့ကျွန်တော်တောင်းဆိုပြသည်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခါတွေ့ရပါ